ဒေါ်လာရေးတိုင်းမှာတော့မကြုံမြင်တဲ့ဖြစ်ဆိုးတွေကိုလည်းရင်ဆိုင်ကြရသမြဲပါဒီလက်နဲ့အားကိုးတွေရဲ့ကြောင်းဝါကဘယ်ဘက်ကိုလှည့်နေလုံးလဲဆိုတာတော့ဒါတော့တော်တော်ရှင်းနေပါပြီအဲ့ဒီထိကြိုက်ဆုံးရှုံးခဲ့ရတဲ့သူရဲကောင်းတွေရဲ့မိသားစုတွေလိုပဲကျွန်တော်တို့အားလုံးနာကျင်ခံစားရပါတယ်ပြည်သူတွေအချင်းမှာတော်တော်ထိထိခိုက်ခံစားရပါတယ်ဟုတ်ပါပြီကျွန်တော်တို့ဆက်ပြီးတော့ရင်ဆိုင်ကြပါမယ်ယူဟာအရာကျွန်တော်တို့စဉ်းစားရင်ရက်ွက်တွေတဲကိုစစ်ကားတွေဝင်လာတဲ့အထိကိုပြင်ဆင်ထားရမှာပဲအခုကျွန်တော်တို့အားလုံးလုပ်နေတာကစုပေါင်းဥဆောင်နဲ့စုပေါင်းတာဝန်ခံတယ်အဲ့ဒီချိန်မှာခံစားချက်ကိုတော့ဦးစားပေးလို့မရဘူးလေဗျာအဲ့တော့ကျွန်တော်တို့ဒီနောက်ဆုံး generation ဖြစ်တဲ့ Z generation ပေါ့နော်နောက်ဆုံးမျိုးဆက်နဲ့ကျွန်တော်တို့ညှိရမယ်ရပ်မိရပ်ဖတွေနဲ့ပေါင်းရမယ်အဲ့ဒီလွတ်တော်ကိုယ်စားလှယ်တွေပါဝင်နိုင်ရင်လည်းလက်တွဲရမယ်အဲ့တော့တပိတ်ပေါင်းစုံကဘာလဲဆိုတော့ဒီကိုရက်ကိုရွာအဓိကပဲဗျကိုမျိုးကိုရွာကိုစီးမိထားဖို့အုပ်မိထားဖို့ပဲအဲ့တော့တကယ်ဒီဒေါ်လာရေးမှာအဆုံးဖြတ်ပေးမှာကဘာလဲဝန်တန်းတပိတ်တွေအောင်လားမအောင်လားအဲ့တော့အထူးသဖြင့်ပဲဥပမာပေါ့ထွေအုပ်ချုပ်ရေးထွေအုပ်ဘာလုပ်မလဲစစ်တပ်ရဲ့ထွေအုပ်လားပြည်သူလူထုရဲ့ထွေအုပ်လားဒါဒီချိန်မှာကွဲပြားတော့မယ်နော်ဒါအဓိကပဲအဲ့တော့အဲ့ဒီဝန်တန်းတပိတ်အလုပ်မစင်းရေးတပိတ်ကိုကိုရက်ကိုရွာထဲမှာဒီအင်အားစုတွေကဝိုင်းပြီးတော့စီယုံနိုင်ရမယ်ဆိုလိုတာကတော့ဗျာကျွန်တော်တို့ဒီရဲတယောက်ထွက်လာဖို့အတွက်ပေးနေရတဲ့အချိန်တွေထက်ဝန်ထမ်းတွေအလုပ်မစင်းဖို့ကိုအချိန်ပေးပြီးတော့အင်အားတွေအဲ့မှာစိုက်လိုက်ဖို့ပါပဲနော်အဲ့ကျွန်တော်ပြောဘူးပါတယ်ကျွန်တော်တို့ပြည်သူတွေလက်ထဲမှာလူတိုင်းလက်ထဲမှာနတ်မျက်စိတွေနတ်နားတွေရှိနေပြီဆိုတာဒီကင်မရာတွေဖုန်းတွေနဲ့ရိုက်ထားပြီးတော့စုပေါင်းပြီးတော့မှတ်တမ်းတင်ရမယ်ဘယ်သူကဖိနေလဲဒီဝန်ထမ်းတစ်ပိတ်ကိုဘယ်သူကဖြိုခွင်းချင်းချောက်လဲဘယ်သူတွေကပူပေါင်းလဲစုပေါင်းမှတ်တမ်းတင်ထားမယ်စုပေါင်းပြီးတော့ကြီးမြင့်စရာရှိကြီးမြင့်ကာကွယ်စရာရှိတယ်ကာကွယ်ရမယ်တစ်ချိန်မှာအရေးယူဖို့အတွက်လည်းပြင်ဆင်ထားရမယ်ဒီလိုဖိနေချင်းချောက်တဲ့သူတွေအဲ့တော့အဲ့ဒီ CDM ခေါ်တဲ့ဒီဝန်ထမ်းတစ်ပိတ်မှာအလုပ်မစင်းရင်တစ်ပိတ်မှာပေါ့နော်ပါဝင်မှုကြီးညာတာခက်ခဲတယ်ဆိုရင်ခွင့်ရရှိတင်လိုက်ပါခွင့်တလတန်တင်ပြီးတော့မသွားရုံပါပဲအဓိကကကြိုက်တဲ့အကြောင်းပြခြင်းနဲ့သွားပါအဲ့ဒီကနေဖြစ်လာတဲ့ဝန်ထမ်းတွေရဲ့အခက်အခဲနေစားအခက်အခဲတွေဘယ်လိုဖြေရှင်းမလဲဆိုတော့စဉ်းစားကြည့်ပါအခုအဖွဲ့အစည်းများစွာနဲ့တပိုင်းတန်းတွေလည်းလုပ်နေပြီကျွန်တော်တို့စကိုင်းတောင်မှာတစ်ချိန်လုံးကဘယ်လိုလုပ်ခဲ့ကြလဲကျွန်တော်တို့တွေစစ်ကြီးဖြစ်တုန်းကတော့မှကဘာစစ်ကြီးဖြစ်တုန်းကတော့မှစကိုင်းတောင်မှာသွားပြီးတော့ဘယ်လိုကြောက်နဲ့ကြောက်ကူညီခဲ့ကြတယ်ကိုချက်တဲ့သမင်းနဲ့သူ့ခင်းနဲ့ရောပြီးတော့စားနိုင်ခဲ့ကြတာအခုလဲဘယ်အိမ်တက်စားပေါ့နော်ကျွေးနိုင်တဲ့အခြေအနေပါဒီခေါင်းရက်ပြတ်တိုးဈေးတွေတွေကအစအဲ့ဒီဝန်ထမ်းတွေကိုဝိုင်းပြီးတော့ထောက်ပံ့မှာဖြစ်ပါတယ်သမင်းတို့ပို့ဆိုလဲပို့ပါမယ်ဒါပါပဲအခုကျွန်တော်တို့ရဲ့ CDM ခေါ်တဲ့ဝန်ထမ်းတပိတ်ကအောင်မြင်ဒါကျွန်တော်တို့တိုက်ပွဲအောင်မြင်မယ်ဒီဒေါ်လာရင်းအောင်မြင်မယ်ဒါဟာနော်ကဘာကြီးတစ်ခုလုံးမှာအာဏာရှင်တွေလက်အောက်မှာကြားရောက်နေတဲ့ပြည်သူတွေရှိပါသေးတယ်ကျွန်တော်တို့တနိုင်ငံနဲ့မဟုတ်ဘူးတကဘာလုံးအတွက်တင်ရိုးအစ်စ်ပါဒါကဘာမြေရဲ့တင်ရိုးအစ်စ်ဖြစ်ပါလိမ့်မယ်အဲ့တော့အရေးတော်ပုံအောင်ရမယ်